မင်္ဂလာပါခင်ဗျာခိုက်ချန်နယ်မှာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကြိုတူလိုက်ပါဒီကနေ့မှာတင်ဆက်သွားမယ့်ဇာတ်လမ်းကတော့စာရေးဆရာကြီးရွှေဦးတောင်းရေးသားခဲ့တဲ့ဘိုလ်ပုတက်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခန်းစားအားပေးကြပါဦးစာရေးဆရာကြီးရွှေဦးတောင်းဤဘိုလ်ပုတက်ဂျပန်တို့ကိုမောင်းထုတ်စဉ်က BDA တခွဲလေးတစ်ခုသည်ဟင်္ဒနာနယ်အတွင်းရွာတရအနီးနဲ့စကန်ချလျက်ရှိစဉ်မြန်မာစစ်သား၄ယောက်တို့သည်ဝိုင်းဖွဲ့ကစကားပြောလျက်ရှိကြသည်၎င်းတို့၏အနက်မှနာမည်ရင်းမောင်ဘာသာဆိုသူမှာအရက်လွန်ပုသည်ဖြစ်၍ဘိုလ်ပုတက်ဟုတစ်တက်လုံးကအမည်ပေးထားကြလျာတနေ့ကုန်တော်လဲစကားတစ်ခုမှပြောသည့်တိုင်အောင်နှုတ်ဆက်နေသူဖြစ်ပါလျက်၎င်းည၌မူအထူးစကားပြောကျင်သောကြောင့်တငယ်ချင်းများကဘိုလ်ပုတက်ခမရဘာဖြစ်တာလဲဒီကနေ့အာရှင်လှချီလာဟု၍ပင်ပြောမိကြသေးသည်အကျိုးလူများအဖို့အရက်အနှဲငယ်တောက်သောအခါ၌ဖြစ်စေအကြံစီအပေါလံတက်သည့်အခါ၌ဖြစ်စေဥဒုရာသီညညသောအခါ၌ဖြစ်စေအထူးစကားများတတ်သည်ဟုအဆိုရှိလျာဘိုလ်ပုတက်မူကားတေရမီကိုသိသဖြင့်တတလုံးဖုံးကွယ်ထားသောအဖြစ်ပြတစ်ခုကိုမပြောရပါမနေနိုင်အောင်ဥထဲမှရားနေသည်ဖြစ်၍အထူးစကားပြောနေခြင်းဖြစ်ပေသည်ဘိုလ်ပုတက်ကပြောသည်မှာကျုပ်တော်မနှက်ဖြန်ဧကနာတေရတော့မှာဗျကျုပ်ကူကျုပ်သိတယ်ခင်ဗျားတို့ကမယုံဘူးလားမဟုတ်နိုင်တာဗျာခင်ဗျားမနှက်ဖြန်ဖြစ်မဲ့အကြောင်းကိုအတက်သိရောက်ဟာဘာညံများရထားလို့လဲဗျာမယုံချင်းနေကြဗျာမနှက်ဖြန်ခင်ဗျားတို့သိလိမ့်မယ်တေမာမတပြည့်အချိန်မဟုတ်ဘူးဟောဒီအချိန်လောက်မှသိလိမ့်မယ်ဗျာထို့သောပင်ထပ်ဆင့်၍ပြောလိုက်သေးသည်ဒူကြသောအချင်းရာတစ်ခုမှဘိုလ်ပုတက်သည်တေရမီကိုအမှန်သိသည်ဆိုတော့လေအနှဲငယ်များညှိုးငယ်ဟန်လက္ခဏာမရှိဘဲအထူးရှင်လျက်ရှိသည့်အပြင်တသက်လုံးနှုတ်ဆက်ခဲ့သမျှကိုထိုနေ့ညတွေမှအကုန်တွန်ချတော်မူဟန်နှင့်စကားအမြင်ပြတ်ပြောလျက်ရှိလေသည်ကဲတငယ်ချင်းတို့ဘယ်တော့မှကြုံပြောဘူးပဲနဲ့ဖုံးပြီးထားတဲ့အဖြစ်အပျက်တစ်ခုကိုဒီကနေ့ညနောက်ဆုံးပြောခဲ့စမ်းပြရစီဗျာတစိမ့်နားထောင်ပေးကြစမ်းပါတို့ကောင်းတဲ့တငယ်ချင်းများသည်တေမီဆိုခြင်းကိုမယုံကြည်တော့လဲနှုတ်ဆက်နေသူတယောက်ကပြောလိုသောစကားမှာအေဂံမုတ်ချထူးထူးဆန်းဖြစ်ရမည်သဘောရကြသည်နေကဲပြောပါဗျာမိတ်ဆွေနားထောင်ပေးပါမယ်ကျုပ်တို့တွေတငယ်ချင်းများကညီညွတ်စွာပြောလိုက်ကြလေသည်တေးမဲဆိုတော့ကိုသိတာဟာကျုပ်တို့အဖို့မှာဘိုးစိန်ပေါင်းဆက်လို့ဖြစ်နေတယ်ဗျကျုပ်အဖို့လည်းသိတာပဲကျုပ်ဖေလည်းသိတာပဲကျုပ်ဖေဆိုတာကတော့ဗျသူ့ကိုယ်သူကြိုးပေးခံမှသိတယ်တော့ကြောက်တဲ့ဖြစ်ချင်းမပြောပါနဲ့တော့ဗျဒါနဲ့တော့နောက်ဆုံးကြတော့သူသိထားတဲ့အတိုင်းပဲကြိုးပေးခံခဲ့ရသေးတာပဲဘာအပြစ်နဲ့တော့ဗျကျုပ်အမေကိုတတ်တဲ့အပြစ်ပေါ့ဗျအော်ဒါဖြင့်ခင်ဗျာအဖေရောအမေရောဒီပိုင်းနဲ့ဆုံးတာပေါ့လေဟုတ်တယ်ဒါပေမဲ့ကျုပ်ဖေကိုကျုပ်ကဲနိုင်တယ်ဗျမကဲချင်လို့ပြစ်ထားခဲ့တယ်တာအလိုဆန်းလာကြည်လားဗျအဖေတယောက်လုံးကြိုးပေးခံရမှာကိုကဲနိုင်ရဲ့သားနဲ့ခင်ဗျာမကဲဘူးတော်တော်ရက်ဆက်တဲ့သူပဲကိုဗျအဲ့လိုဆိုရင်လည်းဆိုကြတော့လေခင်ဗျားတို့လည်းကျုပ်နေရမျိုးရောက်ရင်ကျုပ်လူပဲလောက်ကြမလားပဲဆိုနိုင်ဘူးဗျကဲပြောစမ်းပါအောင်ဗျခင်ဗျာဖြစ်ပြကိုဒီလိုဗျာတနေ့မှာတော့မနက်စောစောအချိန်မှာနွားနုတဲ့ကလာကအိမ်ထဲကိုဝင်ပြီးနွားနုပေးမဲ့လို့တော့တကားပိတ်ထားတာကိုတွေ့တယ်ခေါ်လို့ကလည်းမရဘူးပရိမောက်ကသွားကြည့်တော့အိမ်ထဲမှာကိုရိုကားတွေမရလို့ပလိတ်ကိုသွားတိုင်တယ်ဒါနဲ့ပလိတ်တွေလာပြီးအိမ်ထဲကိုဝင်ကြည့်တော့ကျမ်းပေါ်မှာမိမတယောက်အလျားမှောက်ရက်လဲတင်နေပြီသူ့လေဘင်းကသွေးတွေကကျမ်းပေါ်မှာအိုင်ထုံးနေတယ်အဲ့ဒီကန်ကစပွဲနားမှာလူတယောက်ကအရက်တွေမူးပြီးလဲနေတယ်လက်တစ်ဖက်ကအရက်ပလင်းကိုကင်ထားတယ်အခြားလက်တစ်ဖက်မှာတော့6လုံးပြူကိုကင်ထားတယ်ဗျပြောင်းဝါကမိမဘက်ကိုလှည့်ပြီး6လုံးပြူမှာကြီးစံတစ်ခုကထွက်ထွားတာရဲ့အခန်းထောက်မှာတော့တငယ်လေးတယောက်ကျမ်းမှာလဲပြီးနေတာကိုတွေ့ရတယ်ဗျဒီတော့ပလိတ်ကဆရာဝန်ကိုခေါ်ပြီးစုံစမ်းကြရမှာတငယ်လေးမှာတော့ခေါင်းကွဲနေပြီမဲ့သေတော့မသေသေးဘူးတကူလုံးမှာတရားတွေပွားလို့ပဲလေမိမမှာတော့လေဘင်းကိုတနက်မှန်ထားတဲ့အပြင်တကူလုံးမှာလည်းထိုးကြိတ်ကန်ကြောက်ထားတရားတွေနဲ့ကြည့်ပဲတိုင်ကိုဘောကလူကိုပလိတ်ကနှိုးလို့အရက်မူးပြီးအိပ်ပြုံနေတာဖြစ်လို့နိုးလာတော့ပလိတ်ကဘလို့ယူဆတယ်လဲဆိုတော့သားကလေးကိုရောမယားကိုရောနှိမ့်ဆက်ခြင်းတိုင်းနှိမ့်ဆက်ပြီးနောက်ဆုံးမှာအားမရနိုင်သေးလို့တရနဲ့ပြတ်သက်တယ်ဆိုပြီးတော့ရုံးတင်လိုက်ကြတာကိုဗျာအဲ့ဒါနဲ့အမှုကိုရုံးမှာစစ်ဆေးတော့အစိုးရရှင်းနေကလည်းဒီအမှုမှာမျက်မြင်သက်သေမရှိတော့လေဒီမိန်းမကိုဒီယောက်ျားသက်တယ်ဆိုတာအင်မတန်ထင်ရှားနေပါတယ်ဆိုတဲ့အကြောင်းရှောက်လဲတာပေါ့ဗျာအဲ့ဒီလူကလည်းမယားနဲ့ကလေးကိုမကြခဏရိုက်လေရှိတယ်လို့အိမ်ကြီးချင်းတွေကသက်သေခံကြပြန်တော့တရားသူကြီးရဲ့စိတ်ထဲမှာအေကန်နာကိုအပြစ်ရှိရလို့ယူဆပေးမှာပေါ့ဗျာကဲခင်ဗျားတို့ဆိုရင်ရောဗျာတရားသူကြီးလုပ်ကြည့်ကြစမ်းပါဦးဘယ်လိုများဆုံးဖြတ်ကြမလဲမျက်မြင်သက်သေတော့မရှိဘူးဒါပေမဲ့အဲ့လူတက်ခဲ့တယ်လို့ယူဆရလိမ့်မယ်ထင်တယ်ဗျဟုတ်တယ်ဗျပြောစမ်းပါဦး
တရားသူကြီးကဘလို့စီရင်ခဲ့တယ်လဲလို့ကျုံမေးတာပဲဖြေစမ်းမအောင်ဗျာခင်ဗျားတို့ဘယ်နဲ့ထင်တယ်လဲဒီလိုဗျာလူသတ်မှုဆိုတာမျိုးဟာကြုံကြားမှုတာကတော့မျက်မြင်သက်သေတက်အပ်မရှိရင်ယုံမှန်းတန်တရားရှိနိုင်တယ်တဲ့တန်တရားရှိလို့ရှိရင်အပြစ်မပေးနိုင်ဘူးလို့ကြားဘူးတာပဲဗျာမျက်မြင်သက်သေရှိတယ်ဗျာတခြားလူမဟုတ်ဘူးကျုပ်ပဲအစားဆုံးကိုအကုန်လုံးမြင်တယ်ကျုပ်ကဒါဆိုရင်စိုးစမ်းမအောင်ကျန်းကန်ပြီးမလိန်ကျင်လို့မှန်တဲ့တိုင်းခင်ဗျားပြောရသလားတို့မဟုတ်မပြောဘဲနေသလားခွန်အားနေတဲ့သူကိုအနိုင်ကျင့်ကျင်တဲ့သူများအပြစ်ခံစရာရှိရင်တော့တိတ်ကြောက်တာပဲဗျာကျုပ်ဖြင့်ဒီလိုအဖေမျိုးရဲ့သားတော်ရတာတိတ်ရှက်တာပဲဒါနဲ့ကျုပ်ကိုပရိသေကစေယုံကိုပို့လိုက်ပြီးပျောက်တဲ့အခါကျတော့ကျုပ်ဖေစစ်စေးရုံးခန်းထဲကိုခေါ်သွားတယ်ပရိသေကထွက်ဆိုစရာရှိသမျှထွက်ဆိုပြီးကြားတဲ့နောက်မှာတရားသူကြီးကကျုပ်ဖေကိုဘာပြောစရာရှိလဲလို့မေးတော့သူကအဲ့ဒီနေ့ကအရက်တွေမူးနေပါတယ်တဲ့သူ့လက်ထဲမှာတွေ့တဲ့တနက်ခါလေသူ့တနက်တော့မှန်ပါတယ်ဒါကလည်းသူကရာဇဝတ်အုပ်တယောက်ဆိုတော့တနက်နိုင်စင်ရပါတယ်အဲ့ဒီနေ့တုန်းကအင်မတန်ကြီးအရက်မူးနေလို့သူဘာလို့မိတယ်ဆိုတာကိုလုံးလုံးမသိရပါဘူးဆိုတာရေဒီလောက်ထိအောင်လူမဲမသိအောင်မူးနေတဲ့သူတယောက်ဟာတခြားသူတယောက်ကို6လုံးပြည့်နဲ့မှန်အောင်ပြစ်ဖို့ဆိုတာအင်မတန်ခဲရင်ပါတယ်အဲ့ဒါကြောင့်မို့သူပြစ်မိတယ်မထင်ပါဘူးလို့ရှောက်လဲတာကိုဗျာအဲ့ဒီတော့တရားသူကြီးကမိမကိုတတ်ပြီးတဲ့နောက်ကြတော့မှအရက်ကိုတိတ်မူးအောင်တောက်တာဖြစ်နိုင်တယ်မတက်ခင်ကတည်းကအင်မတန်မူးနေပါတယ်ဆိုတာထင်ရှားအောင်တသက်ပြနိုင်ပါသလားမေးပါလိမ့်ရောဗျာဒီတော့ကျုပ်အဖေကကျုပ်ဘက်ကိုဖြတ်ခနဲ့လမ်းကြည့်တယ်ဗျာတရားသူကြီးမေးပုံကိုထောက်တော့သူ့အဖို့မျောလင့်စရာရှိတယ်လို့အောင်းမေဟန်တူတယ်ဒါနဲ့သူကကျုပ်မျက်နှာကိုကွက်ခနဲ့လှမ်းကြည့်ပြီးကျွန်တော်မျိုးရဲ့သားကလေးကအဲ့ဒီညကအခန်းထဲမှာရှိပါတယ်သူ့ကိုမေးကြည့်ရင်ကျွန်တော်မျိုးဘယ်လောက်မူးနေဆိုတော့ကိုသိနိုင်ပါတယ်လို့ရှောက်တာကိုဗျာတရားသူကြီးကကျုပ်ကိုအဲ့ဒီမှာခေါ်စိတ်ရောပြောချင်တဲ့နေရာတိကိုရောက်အောင်လို့ပူပွင့်ကြီးပြောရတယ်ဗျာကျုပ်ကဘယ်နဲ့ပြောတယ်လဲဆိုတော့ကျွန်တော်မျိုးမမိတဲ့လောက်မှာဖခင်ဟာအမြဲအရက်မှုပြီးသားမယားကိုနေတိုင်းနှိပ်စက်ပါတယ်ကျွန်တော်မျိုးရဲ့မိခင်ကိုတုံးနဲ့ရိုက်တယ်တပ်ပုတ်နဲ့ရိုက်တယ်ကပတ်နဲ့ချွတ်ရိုက်တယ်လက်သီးနဲ့ထိုးတယ်နေရှိသမျှနှိပ်စက်ပါတယ်တခါတလေမလက်သီးနဲ့ထိုးလို့မူးလဲသွားရမှာကြောင်းနဲ့ထက်ကန်ပါသေးတယ်ကျွန်တော်မျိုးကိုလည်းနေ့တိုင်းအကြောင်းပဲရိုက်ပါတယ်တခါတလေလဲပြီးအခိုးခိုင်းတာကိုမခိုးကျင်ဘူးပြောလို့ရိုက်ပါတယ်တခါတလေမှာတော့လာကားထုတ်ပြီးငွေရှင်လာတဲ့အခါမှာစားစရာတွေဝဲလာပါတယ်မိခင်ကချက်ပြုတ်နေတော့မှသူကအနာကနေရက်ကြည့်နေပါတယ်ကြက်ပြီဆိုတာနဲ့ဘဲသားကြက်သားတွေကိုအသားတွေကြီးအရက်နဲ့မီကြောင်းနဲ့လဲချောင်းရိုးတွေကိုကျွန်တော်မျိုးတို့တားမိကိုပြစ်ပေးပါတယ်ဟိုညာတုန်းကတော့အရက်မူးပြန်လာပြီးလက်ထဲမှာပလင်းတစ်လုံးပါလာပါတယ်စားစရာမပါခဲ့ပါဘူးဒီတော့အမေကိုအမြည်ယူခိုင်းခဲ့လို့အမေကအိမ်မှာဘာမှမရှိဘူးလို့ပြောပါတယ်တားမိနှစ်ယောက်မှာအဲ့ဒီညကထမင်းကလေးကိုစီစမ်းစားဖြူပြီးစားရပါတယ်လို့ပြောတော့အဖေကအမေကိုချောင်းနဲ့ကန်လှဲလိုက်ပါတယ်ကျမ်းပေါ်ကလွန့်ပြီးတော့ထမယ်အလုံးမှာထပ်ပြီးတော့ကန်လှဲပါတယ်အမေကိုရိုက်လို့အားရတော့အဖေကကျွန်တော်စီကိုလှည့်လာပြီးမင်းလည်းအတူတူပဲအမီးလေးတောင်ရှောင်ပေးနိုင်မှုဆိုပြီးတော့ကျွန်တော်မျိုးကထွက်ပြေးမယ်လို့ကျွန်တော်နဲ့တအားပြီးကျုံးကန်ပါတယ်ကျွန်တော်မျိုးလည်းကျမ်းပေါ်ကိုလဲကျသွားတော့ကောက်ယူပြီးလွတ်ပြတာနဲ့အုံနယ်နဲ့ရိုက်ပြီးကျမ်းပေါ်မှာလဲနေပါတယ်ဒီတော့မှအဖေကတော့ချောင်းကိုကောက်တက်ပြီးရိုက်အောင်မယ်လို့ရမှာအမေကကျမ်းပေါ်ကနေလူးလဲထပြီးတုတ်ကိုအတင်းဆွဲပါတယ်ဆွဲရမလားဆိုပြီးဒုံနဲ့စက်ကဆင့်ရိုက်တော့စပွဲနာမှာထိုးလဲသွားပါတယ်အဲ့ဒီလဲနေတဲ့နေရာမှာတင်ပဲလင်းကားကြက်လောင်စင့်ကန်ပြီးရဲ့နောက်မှာစပွဲမှာထိုင်ပြီးအရက်ပလင်းတွေကငှဲ့တော့ပါတယ်ကျွန်တော်မျိုးကခဏထုတ်တော့သတိလဲသွားတယ်ထင်ပါတယ်သတိရလို့မျက်စိကိုဖွင့်ကြည့်လိုက်ရမှာအဖေကတော့အရက်တော့တော့အမေကတော့ကျမ်းပေါ်ကောင်းထောင်ထပြီးတထောင်နဲ့လူးလဲထိုင်တော့ကိုတွေ့ရပါတယ်ဒီဒီပဲကျွန်တော်မျိုးပြောပြရစီဗျာဒီနောက်တော့ကျွန်တော်မျိုးမြင်တာတွေကိုရိုက်စစ်လို့လည်းမပြောပါဘူးထောင်ချမယ်ဆိုရင်တော့မပြောပါဘူးဗျာကျုပ်ကတရားသူကြီးကိုအဲ့လိုရှောက်တာကိုဗျာဒီတော့ကပလိတ်တွေတရားသူကြီးတွေကဘယ်နဲ့ထင်တယ်လဲဆိုတော့ကျုပ်မြင်ရသမျှကိုဖွင့်ပြောရင်ကျုပ်အဖေကျိုးစင်တက်ရမှာဆိုလို့မြုံနေတာပဲလို့ထင်ကြတာကိုဒါနဲ့ကျုပ်ကတော့အတင်းကြပ်မမေးကြတော့ပါဘူးသူတို့ထင်တယ်လို့အတိတ်ပဲမျိုးသူတို့ကောက်ယူပြီးဥပဒေတိုင်းစီရင်ခဲ့ကြတယ်ဗျာတနက်ဟာလည်းအဖေရဲ့လက်မှာရှိတော့ကျုပ်မေဟာကိုတက်ပြီးတည်တော်ဖြစ်နိုင်ဘူးလို့တတိချယုံကြည်ကြတာကိုဗျာတကယ်လို့သူ့ကိုယ်သူတည်ရဲဆိုရင်လည်းကျုပ်ကမြုံနေမှာမဟုတ်ဘူးလေအဖေကြီးအသက်ချမ်းသာရာရအောင်ဖော်မှာပဲလို့သူတို့ကယူဆကြတယ်နောက်ဆုံးမှာတရားသူကြီးကကျုပ်အဖေကိုလူတက်မှုနဲ့ဆွဲချက်တင်ပြီးအချုပ်ထောင်ပို့တော့အဖေကြီးကလည်းသူမဟုတ်ရပါဘူးမတက်ရပါဘူးနဲ့အော်ဟစ်ငိုရိုပြောရင်ပရိတ်တွေဆွဲခေါ်တာကိုပါသွားလိမ့်ရောဗျာကဲကိုမှုတက်တော်ပါတော့ဗျာတော်ပါတော့စကားမပြောဘူးပြောရတယ်ဆိုတော့ဒီလောက်ဆိုရင်ခမမောပေါ့လေကဲအိပ်ပါတော့ဗျာနေုံဗျာမဆုံးသေးဘူး
ပြောတဲ့စားနေတော့ဆုံးအောင်ပြောပြရစီနားထောင်ကြစမ်းပါဦးမနေ့ပြန်ကဒီအချိန်ဆိုရင်ကျုပ်ကမြေကြီးအောက်ကိုရောက်တော့မှာကျုပ်အမေတည်သူလိုပဲလေပင်ကိုတနက်မှန်ပြီးကျုပ်တည်ရမှာဗျာပြောစရာရှိရလေးကိုတော့ဆုံးအောင်ပြောခဲ့ပြရစီဦးကျုပ်ဖေကြောင့်ကျုပ်မပြောရရင်တည်လို့တော့မဖြောင်းနိုင်ပဲရင်မထဲမှာနင့်ပြီးသွားပါလိမ့်မယ်ဗျာကိုင်းဗျာဒီလောက်ပြောချင်တာပြောပါစီတော့ဗျာနားထောင်ပေးပါမယ်အေးဟုတ်သားပဲဗျာနားထောင်လိုက်ကြပါမိတ်ဆွေတို့ရေကဲကိုပုတက်ပြောဗျာကျုပ်တို့ကပြီးမှလို့အိတ်ခိုင်းတာပါဗျာမပြီးသေးဘူးဗျာပြီးရမှာထားလို့အခုမှပြောကောင်းတော့ရှိသေးတယ်အဲ့ဒါနဲ့ယုံမင်းကဆွဲချက်တင်ပြီးအဖေကိုချုပ်ထားတော့အဖေနဲ့တွေ့ပြရစေဆိုပြီးကျုပ်ကပလိတ်အရာရှိတွေကိုခဏခဏနားပူတယ်နောက်ဆုံးကျတော့အဖေနဲ့သူတို့နဲ့ပလိတ်ချင်းချင်းဖြစ်လေတော့ကျုပ်လူကိုလိုက်ပြီးတွေ့ရှာပါစေဆိုပြီးကျုပ်နဲ့အဖေနဲ့တွေ့ရအောင်စီစဉ်ပေးကြတယ်ဒါနဲ့ပဲကျုပ်ကကျုပ်အဖေရဲ့ခန်းထဲကိုဝင်သွားကရှိသေးတယ်ကျုပ်ဖေကကျုပ်ကိုပွေ့ထဲဖတ်ထဲပြီးနန်းလိုက်ရှော့လိုက်တာဗျာတသက်လုံးကျုပ်ကိုလက်ဖြောင်းနဲ့တော့မထိရပါဘူးဆိုတဲ့သဘောမျိုးပေါ့လေသူကကျုပ်ကိုတိတ်ချော့တာပဲငါသားလူကလေးရဲ့တားဆိုပေမဲ့လူကလေးကအသက်သခင်မှာအဖေအသက်ကိုကယ်ဆယ်တဲ့တားကောင်းရံသားလေးတယောက်ဆိုပြီးတကဘာလုံးဟိုးဟိုးကြော်သွားပါလိမ့်မယ်ကျိုးပေးခံရလိမ့်မယ်လို့သူ့ကိုယ်သူတက်လုံးထင်လာခဲ့မိတာအခုဒီမှုဖြစ်တော့ထင်တဲ့အတိုင်းမှန်တော့မယ်လို့အင်မတန်မှအကြောက်ကြီးကြောက်နေပါတယ်တဲ့ဒါကြောင့်မို့ငါသားလူကလေးကအဖေရဲ့အသက်ကိုကယ်ရအောင်အခုလာတာမဟုတ်လားလို့ပြောပြီးကျုပ်ကိုပွေလိုက်ဖက်လိုက်နမ်းလိုက်ရှုပ်တာလူကမှုန်းသွားတာပဲဗျာဒီတော့ကျုပ်ကဟုတ်ပါတယ်ဖေအဖေကိုကယ်ဆယ်ရောက်ကျွန်တော်လာခဲ့တာပါအဲ့ဒီညတော့ကတလောင်းမကဘူးနှလောင်းပြိုင်သေးဖို့ဟာနည်းနည်းကလေးလိုပါတော့တယ်အဖေသဘောအတိုင်းဆိုရင်အမေတွေမကဘူးကျွန်တော်ပါအသက်ထွက်လောက်ပါလေကျွန်တော်တို့နှစ်ယောက်စလုံးအဖေကန်ထားလို့မေ့နေတော့မှအမေကသတိရလာလို့သူ့သားဘက်ကိုလှည့်ကြည့်တော့ထရန်နန်းမှာကျွန်တော်ခွေးလေးလဲရကိုမရတော့ကျွန်တော်သေပြီလို့ကိုအောင်းမိသွားတယ်ကျုပ်ကအဲ့လိုပြောတော့အဖေကကျုပ်ကိုပွေပြီးတော့ဟုတ်လားကွယ်ငါသားမင်းအမေကမင်းသေပြီမှတ်တာနဲ့ယူကျုံမရဖြစ်ပြီးကိုတပ်ပြီးသေသွားတယ်ဆိုပါတော့ဟုတ်ရလားကွယ်အဲ့လိုမေးပြီးကျုပ်ကိုကြောသက်ရင်သက်လှုပ်တာလေဒီတော့မှကျုပ်ကအဖေနားထောင်ဗျာကျွန်တော်အမေကသတိရလာပြီးတော့ကျွန်တော်ဘက်ကိုလှည့်ကြည့်ရမှာကျွန်တော်သေပြီးထင်လို့ဝမ်းနဲ့ပက်လက်ဖြစ်ရကနေပြီးအဖေကိုလှမ်းကြည့်လိုက်သေးတယ်ရသမျှလာကငွေကိုအကုန်အရက်တောက်ပစ်ပြီးပတ်စံတပြားမှမပေးနိုင်မိမယ်ဟိုအိမ်ဒီအိမ်ကနေချင်းကားပတ်စံတွေရရင်ဈေးကိုပြေးသားကလေးငါးကလေးဝဲပြာကြီးပြာချက်ပြုတ်ကျွေးလင်းပြန်လာတဲ့အချိန်မှာစပွဲအရှိရောက်ခုခက်ကျွေးလာခဲ့တဲ့ကျွန်တော်အမေကအဖေကိုလှမ်းကြည့်တဲ့အခါမှာသူ့မျက်နှာထားဟာဘလို့ဖြစ်သွားလဲဆိုတာအဖေကိုမြင်စမ်းစေခြင်းတယ်အမေမျက်နှာထားကိုကျွန်တော်အခုတွေးကြည့်ကြောတွေကစိတ်တက်လာပါသေးတယ်အဖေရဲ့ကျုပ်ကအဲ့လိုပြောတော့ကျုပ်ဖေကနေသူကြည့်နေတာကိုအဖေကမမြင်ဘူးလေကွယ်ဖေကအရက်တွေမူပြီးတတိမရဖြစ်နေတယ်မဟုတ်လားတရနဲ့ပြစ်ဖို့မဆိုထားပါနဲ့ကွယ်အဲ့ဒီအချိန်ကအဖေလက်ကိုတော့အဖေမမြောက်နိုင်ဘူးမဟုတ်လားဟုတ်တယ်မလားလူကလေးရဲ့တဲ့ချွဲပြစ်ပြီးကျုပ်ကိုချော့မော်ပြောတယ်ဗျာဒီတော့ကျုပ်ကအဖေပြောတာဟုတ်ပါတယ်ဗျာဒီတစ်ခါမှအရက်တွေမူပြီးတတိမရဖြစ်နေပါတယ်အဲ့ဒါကြောင့်မို့အမေမျက်နှာထားကိုလည်းအဖေမမြင်လိုက်ရဘူးကျမ်းပေါ်မှာလဲနေရကနေတတောင်နဲ့တူးကိုမတက်ပြီးမလန်းနိုင်ကုန်ပြီးအမေထားရှာနေတာကိုလည်းအဖေမြင်လိုက်ရဘူး။အိုးငါမမြင်ရဘူးဆိုပေမဲ့ငါသားကမြင်တယ်မဟုတ်လားလူကလေးရဲ့။ကျွန်တော်ကတော့မြင်တာပေါ့ဖေ။အားလုံးကုန်ကျွန်တော်မြင်လာကြည့်ပဲ။အမေဘာလို့တလဲသိလား။အမေကလေကျမ်းမော်ကနေမနေကြီးကုန်းထပြီးအဖေခမ်းမှာချိတ်ထားတဲ့တနက်ကိုအသားကလေးကုန်းပြီးဖြုတ်တယ်။စပွဲနာကိုလာတယ်။ကျုပ်ကအဲ့လိုပြောကရှိသေးတယ်ကျုပ်ဖေကနေလူကလေးအမလေးဟုတ်ရလားကွယ်ပြောစမ်းမအောင်သားကြီးရဲ့တော်ပါသေးရဲ့ကွယ်ငါသားရင်မြင်မယ်လို့ကန်ပြောစမ်းမအောင်ငါသားရဲ့အဖေကအဲ့လိုမေးတော့ကျုပ်ကနားထောင်အဖေအမေကတနက်ကိုဖြုတ်ယူလာတက်ပြီးရေငတ်ရှာလို့ထင်ပါရဲ့တောက်ရီအိုစီကိုလေးဘက်တွားသွားပြီးရေသွားတောက်ရှာသေးတယ်ဗျပြီးတော့မှလက်တစ်ဖက်ကတနက်ကိုကန်တစ်ဖက်ကအုတ်ထရံကိုဖေးပြီးကျွန်တော်ကိုလှမ်းကြည့်ရှာသေးတယ်ပြီးတော့သူ့ပါဇက်ကဘာပြောတယ်လဲဆိုတော့တေရှာပြီငါသားကလေးခင်ဗျာတေရှာပြီတဲ့အဲ့လိုပြောပြီးအဖေဘက်ကိုလှမ်းကြည့်လိုက်ပြန်ရောဗျာအဲ့ဒီတော့ကအမေကြည့်တယ်မျက်နှာထားကိုအဖေကိုမြင်စေခြင်းတာဗျာမြင်လိုက်ရရင်နေ့ရောညရောအဲ့နေနိုးနေအဖေမျက်စိတွေကထွက်နိုင်မှာမဟုတ်ဘူးနောက်ဆုံးပြောမယ်ဗျာအဖေကျိုးစင်တက်ရင်တော့တော့အမေမျက်နှာကိုအဖေမေးနိုင်မှာမဟုတ်ဘူးလို့ပြောရတယ်ဗျာဟာမဟုတ်တာလူကလေးရဲ့ငါသားကကဲမှာပဲကိုအဖေကဘာကြောင့်ကျိုးစင်တက်ရမှာတော့ဒါနဲ့နေစမ်းမအောင်ကွယ်နို့ငါသားကမသိမသိပဲနဲ့မင်းမေကိုဘာကြောင့်လှမ်းပြီးတော့စကားပြောရတာလဲကွယ်ဘလို့အကြံစီနဲ့ငါသားကတေးကြအောင်ဆောင်နေခဲ့တာလဲကွယ်ကျ
ကျွန်တော်တေးကြီးအောင်စောင်းတယ်ဆိုတော့အခြားကြောင့်မဟုတ်ဘူးဗျကျွန်တော်တေးပြီးထင်ပြီးအမေကအဖေကိုတနက်နဲ့ပြတ်သက်စေခြင်းလို့ပဲကျွန်တော်လမ်းခေါ်လိုက်ရင်မသေးတာကိုတည်သွားမှဆိုလို့အဖေကိုပြစ်ပဲနေမှဆိုလို့ဗျကျွန်တော်စိတ်ထဲမှာဘလို့အကြံစီရှိထားတဲ့အဖေသိလားအမေကအဖေကိုပြတ်သက်ရင်အဖေဟာကိုတက်ပြီးသေးတယ်လို့တက်သေးခံမလို့ဗျဒါကြောင့်ကျွန်တော်ကတေးကြီးအောင်စောင်းနေပြီးမျက်စိလေးမပွင့်တပွင့်နဲ့ကြောင်ထဲမှာအသာခွေပြီးတော့နေခဲ့တာပဲဗျအမေကကျုပ်ကိုကြည့်ပြီးတဲ့နောက်မှာအဖေရှိတဲ့နေရာကိုဒီဟဲနဲ့ရှောက်သွားပါလေရောအဖေကတော့ကလထိုင်ပေါ်မှာအိပ်ပျော်ပြီးဟောက်များတောင်နေလိုက်ပါသေးတယ်ဗျဘယ်ဘက်လက်ကရပ်ပလင်းကိုကင်လို့ညာဘက်လက်ကစပွဲပေါ်မှာဆန့်နိုင်လို့တရှူးရှူးနဲ့အိပ်နေတာပေါ့လေဒါနဲ့ပဲအမေကတကုန်းကုန်းနဲ့အဖေနာကိုသွားပြီးအဖေရဲ့ညာဘက်လက်ကိုဖြည်းဖြည်းကလေးဖြည့်ပေးပြီးခြေလုံးပြူတနက်ကိုအဖေလက်ထဲကိုထည့်ပေးပြီးတော့အဖေလက်ညှိုးကိုလည်းတနက်မောင်းပေါ်မှာအသာကလေးတင်ပေးထားတယ်ဒါတွေကိုမြင်ရတော့အမေဘာလို့နေပါမလဲလို့တိတ်အံ့ဩပြီးတော့ကျွန်တော်ငေးကြည့်နေမိတယ်တဒိန်ဒိန်နဲ့ရင်ထဲမှာခုန်နေတယ်ကျွန်တော်တွေးမိတယ်ဗျအဖေသေးပြီးလက်ထဲမှာတနက်နဲ့တွေ့လို့ရှိရင်သူ့ဟာသူပြတ်သက်ပါတယ်လို့ပရိတ်တွေကထင်ကြမှာဘူးဗျဒီကမှာအမေရဲ့စိတ်ကူးကိုကျွန်တော်သဘောကျပြီးကြိတ်လိုက်စမ်းအမေလို့အော်လိုက်ချင်သေးတယ်နှွေမဲ့သူ့ရဲ့အကြံပြတ်မှာဆိုလို့အသာကလေးပဲမြုံနေခဲ့ရတော့ကိုဖေးဒါနဲ့တနက်ကိုအဖေလက်ထဲမှာထည့်ပြီးတဲ့နောက်မှာအမေကစပွဲကိုပတ်လာခဲ့ပြီးအဖေနဲ့မျက်နှာချင်းဆိုင်နေရာကိုရောက်တော့ကျမ်းပေါ်မှာတူးထောက်လိုက်တယ်ဗျဒီအခါမှာအမေပခုံးနဲ့ညီနေဆိုတော့ပြောင်းဝနဲ့သူ့လေပင်တွေကတဲ့နေတယ်ဒီတော့မှကျွန်တော်ကလည်းဘာလို့မှပါလိမ့်လို့အံ့အားသိမ့်ပြီးကြည့်နေတဲ့အချိန်တုန်းမှာအဖေရဲ့ညာလက်ကိုသူ့တစ်ဖက်နဲ့ကင်တနက်မောင်းမောင်းတင်ထားတဲ့အဖေရဲ့လက်ညှိုးကိုအမေလက်မနှချောင်းနဲ့တိတ်ထားလိုက်ရမှာကျွန်တော်ကလန့်တဲ့သွားပြီအမေအဲ့လိုမလုပ်ပါနဲ့လို့អော်လိုက်မိသေးတယ်ဒါပေမဲ့ကျွန်တော်အော်တာနောက်ကျသွားတယ်ဗျာကျွန်တော်ပါဇက်ကအတန်လဲထွက်သွားရောတနက်ကဒိုင်းကနေမိပြီးအမေလည်းပက်လက်လန်လဲသွားပါလိရောကျမ်းမော်လဲသွားတော့အမေကလွန့်တက်ပြီးစပွဲနဲ့နည်းနည်းလေးဝေးသွားအောင်တလုံးလုံးလွန့်ပြီးတော့လိမ့်သွားသေးတယ်ဗျာဒီတော့မှကျွန်တော်သူ့အကြံကိုရိတ်စားမိတယ်ကျွန်တော်သေပြီလို့ထင်ပြီးအမေကသေရွာကိုလိုက်လာရှာတာကိုအဖေကတော့အလောင်းနှလောင်းရဲ့လက်ထက်ကတနက်ရဲ့အဖေထိုင်နဲ့အဖေကရှင်းနိုင်ရင်ရှင်းရင်ပြီးတော့ဆိုပြီးပြစ်ထားခဲ့တာပေါ့အဖေရဲ့ကျုပ်ကအဲ့လိုပြောတော့အဖေကနေကျုပ်ကိုအော်တိတ်ရုံမာတဲ့ကောင်မကိုဒါပေမဲ့လူကလေးမင်းမေကငါ့ကိုကြောက်ချခဲ့တယ်ဆိုရင်ငါသားတယောက်လုံးရှိသေးတာပဲကွနော်ကံကောင်းလို့သာပါလူကလေးရဲ့ငါသားမရမရှိရင်မင်းအမေလွတ်ပုံနဲ့ကတော့အဖေမှာဒုက္ခကြီးပဲတဲ့အဲ့တော့ကျုပ်ကနေစိတ်ချပါပြီအဖေသားရှိနေလို့အကုန်မြင်လိုက်ရပြီမြင်တဲ့အတိုင်းပဲအခုပြောနေတာပဲလေလို့ကျုပ်ကပြောတယ်ကျုပ်ကအဲ့လိုလဲပြောပြီးရောကျုပ်ဖေကကျုပ်ကိုသူ့အခန်းထဲကသွားစေခြင်းလာပြီဗျသူ့ကြံကပါလဲဆိုတော့ကျုပ်ပြောပြတဲ့အကြောင်းအရာတွေကိုသူ့ရှိနေကိုပြောပြမယ်ပေါ့လေဟုတ်လဲဟုတ်တာပဲဗျသူ့အချုပ်ခန်းကပြန်လာပြီးအိမ်ရောက်လို့မကြသေးဘူးအဖေရှိနေကကျုပ်စီချင်းရောက်လာတယ်ဗျမျက်ထားရွှင်ရွှင်နဲ့ပြုံးနေပဲကျုပ်နောက်ကိုကတ်တယ်ပြီလူကလေးဟုတ်ရလားကွယ်ဟိုလေးကမပြောချင်ဘူးဆိုပြီးဒီကနေ့တော့အကုန်လုံးဖွင့်ပြောတယ်ဆိုနေရာကြပါရဲ့လူကလေးရဲ့ကန်မင်းဖေကိုမင်းပြောခဲ့တဲ့အတိုင်းဘာကြီးကိုတေချာပြောပြစမ်းမအောင်ကွယ်လို့ပြောတဲ့ပြီးသူ့အိတ်ထဲကဖောင်တိန်တွေမှတ်စုဆောင်တွေထုတ်ပြီးတော့ကန်ထုတ်တာကိုဗျာပြီးတော့သူကနေပြောတာပြောပါကွယ်ဘာကြီးကိုမကြောက်ပါနဲ့တဲ့အားပေးလိုက်သေးတယ်ဒီတော့ကျုပ်ကဘာလို့တလဲသိလားဗျာသူပြောတဲ့စကားကိုတလုံးမှနားမလည်ဟမ်းမျိုးနဲ့မျက်နှာကိုစစင်းကြီးကြည့်နေတာကိုဗျာပြီးတော့မှကျုပ်ကအဖေကိုကျုပ်ကဘာပြောခဲ့လို့တော့မေးတယ်ဒီတော့ရှင်းနေကကျုပ်ကိုလောက်ပါကွယ်လူကလေးရေတိုးတော်တေချာကြကြနာတော့ပြောပါအောင်ကွယ်မင်းမေကတနက်ကိုယူပြီးမင်းအဖေတဲ့ကိုထည့်ပေးတယ်ဆိုကန်လုံးစိပတ်စိပြောပြစမ်းမောင်ကွယ်ဘာယူအဲ့လိုပြောတယ်ဗျာဒီတော့ကျုပ်ကသူ့မျက်နှာကိုမော့ကြည့်ပြီးကျွန်တော်မေကဘာလို့ခက်လို့တော့ဗျာလို့မေးတယ်ဒီတော့ရှင်းနေကဘာကြီးပြောတာလူကလေးကြားတာပဲတဲ့ဒီတော့ကျုပ်ကကြားတော့ကြားပါရဲ့ဒါပေမဲ့ခင်ဗျားစကားကိုကျုပ်တခုမှနားမလည်ဘူးလို့ပြောတယ်ဒီလိုမလုပ်ပါနဲ့လူကလေးရဲ့မင်းဖေကငါ့ကိုပြောလိုက်ပါတယ်ဟိုတနေ့ကမင်းမေရဲ့လုပ်ပုံကိုင်ပုံတွေကိုမင်းအားလုံးမြင်ခဲ့တယ်ဆိုတနက်ကိုသူ့လက်ထဲကိုထည့်ပြီးမင်းမေကသူ့ဟာသူပြစ်တာဆိုတဲ့ဒီတော့ကျုပ်ကကပြုံးပြုံးလှုပ်ပြီးခေါင်းလေးခါနဲ့ဟုတ်မယ်မတင်ပါဘူးဗျာကျွန်တော်ဖေကအချုပ်ထောင်ထဲရောက်နေတာဆိုတာနဲ့ထင်မိထင်ရတွေရှောက်ပြီးအိမ်မက်မှတ်နေတဲ့ထင်ပါရဲ့လို့ပြောလိုက်တယ်ဒီတော့မောင်မင်းကြီးသားရှေ့နေကကျုပ်ကိုမျက်လုံးကြီးဖြဲပြီးကြည့်လိုက်သေးတယ်ဗျနောက်ပြီးတော့မှသူကဒီလိုဆိုရင်မင်းဖေကငါ့ကိုလိမ်ပြီးတော့ပြောတာပေါ့လေတဲ့ဘာရဲ့အဲ့လိုတော့ဟုတ်မယ်မထင်ပါဘူးဗျာအိမ်မက်မက်ရှာတယ်ထင်ပါရဲ့လို့ကျုပ်ကပြောတယ်
ဒီတော့ရှေ့တွေကတာပြီးတော့မျိုးလုံးပြဲသွားသေးတယ်ဗျဒီလိုနဲ့ကျုပ်ကိုအတန်ကြောင်စိုက်ကြည့်ပြီးအိမ်မက်ဆိုရမှာကလည်းဒီအသေးဖွဲ့လေးတွေစုံစည်းလာပါကလားလူကလေးရဲ့တဲ့မေးလိုက်သေးတယ်ဗျအဲ့ဒီမှာကျုပ်ကနေအဖေရဲ့အိမ်မက်ကိုဘာကြီးကိုတော့ပြောပြီးကျွန်တော်ကိုတော့ဘာမှမပြောပါလားဗျာလို့တော့ပြောလိုက်သေးတယ်ဒီကမှာရှေ့တွေကကျုပ်ကိုအဖေပြောပြလိုက်တဲ့အတိုင်းလုံးစိပတ်စီပြန်ပြောပါလိမ့်ရောဗျာအဆုံးသတ်တော့မှကျုပ်ကနေအော်ဘာကြီးတကယ်အံ့ဩစရာကောင်းတဲ့အိမ်မက်ပဲလို့ပြောတယ်ဒီတော့ရှေ့တွေကကျုပ်ကိုဒီအိမ်မက်မျိုးကိုမင်းကမမှတ်ဘူးလားတဲ့ဒီကမှာကျုပ်ကနေကျုပ်ဘယ်တော့မှအိမ်မက်မမှတ်ဘူးလို့ပြောလိုက်တယ်ဗျာဘိုးဘုဒ္ဓဤစကားအစုံတွင်နားထောင်လျက်ရှိသောစစ်သားသုံးဦးတို့မှာမယုံတဝက်ယုံတဝက်နှင့်ဘိုးဘုဒ္ဓဤမျက်နှာအားငေးကြည့်လျက်ရှိကြပြီနော်နေစမ်းမအောင်ကိုဘုဒ္ဓခမည်းနဲ့ခမည်းအဖေနဲ့မျက်နှာချင်းဆိုင်မမေးကြတော့ဘူးလားမေးကြပြီလားဗျာကျုပ်ဖေကိုကျုပ်ပြောပြခဲ့တဲ့စကားအတိုင်းကျုပ်ကိုလုံးစိပတ်စိပြန်ပြောပြပြီးကျုပ်ချီတော်ကိုသူ့ကောင်းနဲ့တိုက်ကချော့လိုက်တာဗျာမှန်တဲ့အတိုင်းပြောပြီးသူ့အသက်ကိုကဲပါတဲ့အပြစ်မရှိဘဲနဲ့သူခံရပါတော့မယ်တဲ့သားတော်မောင်လေးတရားဟုတ်တာသူ့ကိုကယ်နိုင်မဲ့သူရှိပါတော့တယ်တဲ့ငိုကတလဲမဲကတလဲရှိုင်းငိမ့်နဲ့ကိုတောင်းပန်တာမှာဘာပြောကောင်းမလဲဗျာဒီတော့ခင်ဗျားကဘယ်နဲ့လုပ်တယ်လဲသူတောင်းပန်မိပဲကျုပ်ကသူ့မျက်နှာကိုမမြင်ဘူးဗျာဟိုညကအမေမျက်နှာကိုပဲမြင်တော့တယ်ဒါကြောင့်မို့အဖေနားမှာရက်ကြည့်နေတဲ့ရှေ့နေကြီးဘက်ကိုလှည့်တဲ့ပြီးအိမ်မက်မက်နေရှာတော့မယ်လို့ပြောလိုက်တယ်ဒီကမှာတော့ရှေ့နေကြီးကဘာမှပြောညာပြောနဲ့ခြာကနေလှည့်ထက်သွားပါလေရောဗျာနောက်ဆုံးကြတော့ကျုပ်အဖေကသူထင်ထားတဲ့အတိုင်းပဲကျိုးစင်မှာဘဝတုံးရတော့တာပဲဗျာဟေးလူနေစမ်းမအောင်ဗျာကျုပ်ကမမှန်ပြောစမ်းမအောင်ဟိုနေ့ကခမည်းဖေကိုပြောခဲ့တဲ့စကားအတိုင်းအဖြစ်ပြက်အမှန်ပဲလားဒါမို့ရင်သူ့ကိုတသက်ညှင်းပန်းခြင်းတို့ခမည်းထွင်ပြီးပြောခဲ့တာလားပြောစမ်းမအောင်ဆရာကြီးထိုကောင်းရင်ဘိုးပုတက်ကညင်နေလာပြီဗျာကျုပ်လည်းအိတ်ချင်ပါပြီထို့သူမတုံမလို့ရှိနေလေသည်နောက်နေ့ညတွင် BTA တခွဲနှင့်ဂျပန်တို့တိုက်ကြသောအချင်းရာမှာလူတိုင်းသိရှိကြပြီဖြစ်ရာထူးဆန်းသောအချင်းရာမှာကဘိုးပုတက်၏အလောင်းကိုလေဘင်းတွင်တရားနှင့်၎င်းတငယ်ချင်းများကတွေ့ကြရလေတော့သည်နားစဉ်အပိရပြည်သက်များအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ဗျာကျွန်တော်ကတော့ကြိုတူလိုက်ပါ